ကျွန်တော်တို့ video ဖန်တီးတဲ့အခါမှာ video ရိုက်တဲ့အခါမှာပတ်ဝန်းကျင်ရဲ့ဆူညံတန်တွေ noise တွေဖျောက်ဖို့အတွက်နဲ့ audio လိုမလာတဲ့ background တွေဖျောက်ဖို့အတွက်အရန်ကောင်းတဲ့ application free သုံးလို့ရတဲ့ application နဲ့မိတ်ဆက်ပေးခြင်းနဲ့စိတ်ဝင်စားတယ်ဆိုရင်ဒီ video လေးကိုဆုံးအောင်လေးကြည့်သွားပေးကြပါဦးအဲ့ဒီ application ကပါလဲဆိုတော့ Spring ဆိုတဲ့ application ပဲဖြစ်ပါတယ်။ရင်ဦးဆုံးကျွန်တော်တို့လေ Play Store ထဲဝင်လိုက်ပါ။ Play Store ထဲဝင်ပြီးအမှ search ဆိုတဲ့နေရာကိုနှိပ်ပြီးမှကျွန်တော်တို့ Spring ဆိုတဲ့ application ရိုက်ထည့်မှာဖြစ်ပါတယ်။ SPRING Spring ဆိုတဲ့ application ကိုဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့အမှ Spring ဆိုတဲ့ application တင်မှာဖြစ်ပါတယ်။အဲ့ဒါကို install လုပ်လိုက်ပါ။ Okay install လုပ်ပြီးသွားရင်ကျွန်တော်တို့ open ကိုနှိပ်လိုက်ပါ။ပြီးရင် okay ကိုနှိပ်လိုက်ပါ။ပြီးရင် allow ကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့တွေအခုကနေစပြီးလုပ်လို့ရပါပြီအဲဒါကြောင့်မလို့ create new ဆိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့တွေ allow all ဆိုတာကိုရွေးလိုက်ပါဒီထဲမှာကျွန်တော်တို့တွေ video တစ်ပုတ်ကိုကျွန်တော်တို့အတန်ဖြောက်ပြမယ် background ဖြောက်ပြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ video နှိပ်လိုက်ပါ video နှိပ်ပြီးမှကျွန်တော်တို့အရင် all ဆိုတဲ့နေရာကိုနှိပ်လိုက်ပါပြီးမိမိဖြောက်ရှင်တဲ့ video လေးကိုရွေးလိုက်ပါကျွန်တော်တော့ 0.6 ဆိုတဲ့ဒီဟာလေးကိုရွေးလိုက်ပါတယ်ဒီ video လေးကိုရွေးလိုက်ပါတယ်ရွေးပြီးသွားရင်ကျွန်တော်တို့အောက်မှာ clip ဆိုတဲ့အပေါင်းလေးရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့အမှစပြီးလှုပ်လို့ရပါပြီပထမဦးဆုံးကျွန်တော်တို့နားထောင်ကြည့်အောင်အဲ့ဒီ application ကပါလဲဆိုတော့မဆူညံတန်တွေရမ်းများတယ်ဘေးကချင်းတန်တွေလည်းရမ်းများတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအတန်ကိုဖျောက်ပြမှာဒီအတန်ကိုဖျောက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီမိမိဖြောက်ရဲ့ဗီဒီယိုကိုတစ်ချက်ကလေးလုပ်လိုက်ပါပြီးရင်ဘေးကိုဆွဲလိုက်ပါဘေးကိုဆွဲလိုက်တဲ့အခါမှာsound ဆိုတာတွေ့ရပါမယ် sound ကိုနှိပ်လိုက်ပါ sound နှိပ်ပြီးတော့ရင်ဘေးကိုဆွဲလိုက်ပါပြီး noise remove ရှိပါတယ်ဒီ noise remove ကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီ noise ဖျောက်ဖို့အတွက်ဒီ noise ဖျောက်တဲ့ software လေးဝယ်ရမှာဖြစ်ပါတယ်ဒီဟာကို free ဖြစ်ပါတယ်အဲ့ဒါကို get plus in ဆိုတာကြီးအောက်ကစာတန်းလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့noise ဖျောက်ဖို့အတွက်12.2 MB ဆိုတဲ့ဟာလေးကိုဘေးမှာ download ပါပါတယ်အဲ့ဒါလေးကို down လိုက်ပါအဲ့ဒါလေးပြည့်သွားရင်ရပါပြီကဲပြည့်သွားပါပြီပြည့်သွားပြီဆိုကျွန်တော်တို့တွေ noise ဖြောက်တော့မှာဖြစ်ပါတယ်အနောက်ပြန်ဆုပ်လိုက်ပါကျွန်တော်တို့တွေ noise ဖြောက်မှာဖြစ်ပါတယ်ဆန္ဒဆောင်းနဲ့ဝင်ပြီးကျွန်တော်တို့ noise ဖြောက်ထားပြီးဖြစ်ပါတယ်ဆန္ဒဝယ်လိုက်ရင်ကျွန်တော်တို့တခါလေးသူ့အတွက် auto ဖြောက်လိုက်ပါပြီဒါဆိုရင်ကျွန်တော်တို့ပြန် play ကြည့်အောင်အဲ့ဒီ application ကပါလဲဆိုတော့ Spring ဆိုတဲ့ application ပဲဖြစ်ပါတယ်အရင်မိုက်ပါတယ်လုံးဝတိချင်းတန်မရှိတော့ဘူးဘေးပတ်ဝန်းကျင်ဆူညံတန်တွေမရှိတော့ပါဘူးနောက်တစ်ခါပြန်နားထောင်ကြည့်ပါအဲ့ဒီ application ကပါလဲဆိုတော့ Spring ကျွန်တော်တို့ရဲ့ဆွမ်းနာတော့ပထမဆုံး video night မဖြောက်ခင်တော့တိချင်းတန်တွေဆူညံတန်တွေပါတယ်ဒါပေမဲ့အခုကလုံးဝမရှိတော့ပါဘူးဆက်လက်ပြီးမှကျွန်တော် background ဖြောက်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့အောက်ကများလေးကိုနှိပ်ပြီး back ကိုပြန်ဆုပ်ပါဆုပ်ပြီးရင်ကျွန်တော်တို့ပြောင်းမဲ့ဗီဒီယိုလေးကိုကလစ်ထားတယ်ပေါ့လေနော်အဲ့လိုမျိုးကလစ်ထားပါတယ်ပြီးရင် background ဖြောက်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အောက်မှာ blue ပုံလေးနဲ့ magic remove ဆိုတဲ့ဟာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်အမှ process လုပ်နေပါပြီ background ဖြောက်နေပါပြီခဏလေးစောင့်ပေးပါဟုတ်ကဲ့ complete ဆိုပြီးပေါ်လာတဲ့ခါမှာအားလုံးပြီးသွားပါပြီကျွန်တော်တို့ကြည့်အောင် noise နဲ့ဖြောက်ထားပြီး background နဲ့ဖြောက်ထားပြီးအဲ့ဒီဗီဒီယိုလေးကိုပြန် play ကြည့်အောင်အဲ့ဒီ application ကပါလဲဆိုတော့ Spring ဆိုတဲ့ application ပဲဖြစ်ပါတယ်အင်မတန်မှမိုက်ပါတယ် background လည်းမရှိတော့ဘူး noise တွေလုံးဝဖျောက်သွားပါပြီ video လေးကို input ထုတ်မှာဖြစ်ပါတယ်အဲဒါဆိုဟိုအပေါ်ဆုံးကမြပြရောင်လေးကိုနှိပ်လိုက်ပါနှိပ်တဲ့အခါမှာမိမိကြိုက်တဲ့ resolution ကိုပါ 1080p ကြိုက်လားဒါမှမဟုတ်လည်း 920p ကြိုက်လားမိမိကြိုက်တာကိုရေးပါကျွန်တော်တော့ 920p ကိုယူတယ်ပြီးရင်အောက်မှာ save as video ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်တဲ့အခါမှာအမှဒါမျိုးပေါ်လာပါလိမ့်မယ်ဒါမျိုးပေါ်လာတဲ့အခါမှာဘာမှလုပ်စရာမလိုပါဘူးဟိုအပေါ်မှာရှိတဲ့ script ဆိုတဲ့ skip script ဆိုတဲ့ဟာလေးကိုပဲနှိပ်လိုက်ပါဒါဆိုရင်သူ့အလိုလိုမိမိရဲ့ video က upload လုပ်နေပါပြီပြီးရင် okay ဆိုတာပေါ်လာမယ်ပေါ်လာတဲ့အခါမှာအားလုံး complete ဖြစ်သွားပြီ okay ကိုနှိပ်လိုက်ပါဒါဆိုရင်မိမိလုပ်ထားတဲ့ video က phone gallery ထဲမှာရောက်ရှိသွားပါပြီအားလုံးကအကျိုးရှိတယ်ဆိုရင် follow လေးလုပ်သွားပေးကြပါဦး like လေးပေးခဲ့ကြပါဦးအားလုံး thank you ပါ